Hello မင်္ဂလာပါကျွန်တော်ကစာဖတ်တာဝါသနာပါတဲ့သူတယောက်ဖြစ်တာကြောင့်ကျွန်တော်ရဲ့ဒီ YouTube channel မှာစာအုပ်တွေအကြောင်းကို sharing လုပ်ပေးသွားခြင်းပါတယ်ကျွန်တော်ဒီနေ့ပထမဆုံး sharing လုပ်ပေးခြင်းတဲ့စာအုပ်ကတော့ F. Scott Fitzgerald The Great Gatsby ဆိုတဲ့စာအုပ်ကိုကျွန်တော်ပထမဆုံး sharing လုပ်ပေးသွားခြင်းနဲ့ဒီစာအုပ်ကို1925မှာပထမအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့တယ်ထုတ်ဝေခြင်းဒီစာအုပ်ကမွေးစာရေးဆရာလိုချင်တဲ့အောင်မြင်မှုမျိုးကိုမရခဲ့ဘူးမွေးစာရေးဆရာကဘယ်လိုမျိုးအောင်မြင်မှုကိုလိုချင်ခဲ့လဲဆိုရင်သူ့ရဲ့ဒီစာအုပ်ထွက်ခြင်းမှာပရိသတ်တွေကအိုးကြွအားပေးမယ်ဆိုပြီးသူကမျှော်လင့်ခဲ့တာဖြစ်ရှင်တော့ဒီစာအုပ်ကသူထွက်ခြင်းမှာအဲ့လိုမျိုးမဖြစ်ခဲ့ဘူးဒါဘယ်ချိန်ကျမှဖြစ်လဲဆိုတော့သူကွယ်လွန်ပြီး2နှစ်လောက်အကြာကျမှအမေရိကန်စစ်သားတွေကြားမှာ popular ဖြစ်လာပြီးအဲ့ကနေတစားနာမည်ကြီးလာပါတယ်သူက1940မှာရုတ်တရက်နှလုံးဖောက်ရကနေကွယ်လွန်သွားတဲ့စာရေးဆရာတယောက်ဖြစ်တယ်သူကွယ်လွန်ချိန်မှာအသက်က44နှစ်ပဲရှိသေးတယ်ပေါ့လေသူကွယ်လွန်ပြီးကြမှဒီစာအုပ်ကထပြီးတော့သူလိုချင်တဲ့အောင်မြင်မှုကိုရတဲ့အတွက်ဒါကဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စိတ်ဝင်စားစရာအချက်တွေအများကြီးတွေကဝမ်းနည်းစရာကောင်းတဲ့အချက်လို့ဆိုရမယ်ဒီနေ့ခေတ်မှာတော့ဒီစာအုပ်ကိုကျွန်တော်တို့တစ်ကမ္ဘာလုံးကအမေရိကန်ကဏ္ဍဝင်စာပေလက်ရာတစ်ခုအဖြစ်သတ်မှတ်ထားကြတယ်ကျွန်တော်ဒီစာအုပ်အကြောင်းကိုမပြောပြခင်မှာစာအုပ်ရဲ့နောက်ကွယ်က drama အနည်းငယ်နဲ့စာရေးဆရာအကြောင်းကိုကျွန်တော်မိတ်ဆက်ပေးပါမယ်။ဘာလို့လဲဆိုတော့တချို့စာအုပ်တွေကကျွန်တော်တို့စာရေးဆရာနဲ့သူ့ရဲ့ရင်သွေးဖြစ်တဲ့စာအုပ်ကြားထဲမှာရှိတဲ့ connection ကိုသိမှသာဖတ်ကြတာပို့ပြီးတော့အဓိပ္ပာယ်ရှိတယ်လို့ကျွန်တော်ကခံစားရတယ်။ဥပမာကျွန်တော်တို့ J.D. Salinger ရဲ့ The Catcher in the Rye တို့ဒီ F. Scott Fitzgerald ရဲ့ The Great Gatsby ဆိုတဲ့စာအုပ်တွေကကျွန်တော်တို့နောက်ကွယ်အကြောင်းလေးကိုသိမှသာပို့ပြီးတော့အဓိပ္ပာယ်ရှိတဲ့လေးနဲ့တဲ့စာအုပ်တွေဖြစ်ပါတယ်F. Scott Fitzgerald အကြောင်းကိုကျွန်တော်စပြီးတော့အနည်းငယ်မိတ်ဆက်ပေးပါမယ်F. Scott Fitzgerald ကို1896ခုနှစ်မှာအမေရိကန်ပြည်ထောင်စုမင်နီဆိုးတားပြည်နယ်မှာသူကမွေးဖွားခဲ့တယ်အလယ်တန်းသားမိသားစုကနေဆင်းသက်လာတာကြောင့်သူကငယ်လေးတွေကအထက်တန်းလွှာကိုဝင်ဆန့်ကျင်တဲ့စိတ်ညံလေးရှိတယ်ပေါ့လေအစကကျွန်တော်ဒီစာအုပ်ကိုထင်လိုက်တာကFitzgerald ကအထက်တန်းလွှာမိန်းကလေးတူနဲ့လက်ထပ်လိုက်တာကြောင့်ဒီစာအုပ်ပေါက်ပွားလာတာလို့ကျွန်တော်ကထင်ခဲ့တာအမှန်တော့အဲ့လိုမျိုးမဟုတ်ဘူး The whole idea of Gatsby is the unfairness of a poor young man not being able to marry a girl with money. This theme comes up again and again because I lived it. ဘယ်လိုမျိုးလဲဆိုတော့သူကအထက်တန်းလွှာရဲ့ညှင်းပယ်မှုကိုပထမဆုံးခံခဲ့ရတဲ့သူဖြစ်တယ်ဖြစ်ရှင်တော့သူငငယ်တုန်းကကြိုက်ခဲ့ရယူမှုကြိုက်ခဲ့ရတဲ့ Jane Birkin ဆိုတဲ့အထက်တန်းလွှာကောင်မလေးတယောက်ရှိတယ်အဲ့ကောင်မလေးရဲ့အဖေကသူ့ကိုဗာပြောခဲ့လဲဆိုတော့စင်းရဲတဲ့ကောင်လေးကတဲ့ချမ်းသာတဲ့ကောင်မလေးကိုမင်းလက်ထပ်ဖို့စိတ်ကူးမရင်သိမှုဆိုပြီးပြောခဲ့တယ်သူကအဲ့ဒီစိတ်တန်ရာကပဲကျွန်တော်တို့ဒီစာအုပ်ထဲကDC နဲ့ Gatsby ကြားကဆက်ဆံရေးကစဉ်းသက်လာတာလို့ဆိုကြတယ်ပေါ့လေမြေဖျားခံလာတာအဲ့ဒီစိတ်တန်ရာကနေမြေဖျားခံလာတာလို့ဆိုကြတယ်နောက်ပြီးတော့ဒီ The Great Gatsby ကထွက်ချင်းတုန်းကမောင်မြင်မဲ့တာမောင်မြင်တာသူ့ရဲ့မတိုင်ခင်ရှေ့ကထွက်ထားတဲ့ This Side of Paradise နဲ့ The Beautiful and Damned ဆိုတဲ့စာအုပ်နှုတ်ကပရိသတ်တွေကြီးကြားထဲမှာအောင်မြင်မှုအတော်ရပြီးသားစာအုပ်တွေဖြစ်တယ်အဲ့ဒီစာအုပ်နှုတ်ကပဲ Fitzgerald ကို best seller စာရေးဆရာဘဝရအောင်တိုးတင်ပေးခဲ့တာလို့ကျွန်တော်တို့ဆိုရမယ်ဒီစာအုပ်သူအားသုံးခွန်ဆိုင်ရေးခဲ့တဲ့ The Great Gatsby က follow သွားတဲ့အချိန်တစ်ဖက်မှာလည်းသူ့ရဲ့အိမ်တော်ကြီးကတစားပြိုကွဲနေပါတယ်အိမ်တော်ကြီးပြိုကွဲရတဲ့အကြောင်းတွေကစာပေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် Fitzgerald ကသူ့ရဲ့စာအုပ်တွေထဲမှာဇေနာဆာရိုင်းရဲ့ဘဝပုံရိပ်တွေကိုထည့်သွင်းပုံဖော်တာတွေဇေနာဆာရိုင်းရဲ့စကားလုံးတွေကိုယူငွေသုံးစွဲတာတွေကသူတို့မြောက်ရဲ့ဆက်ဆံရေးဆိုးရွားလာစေတဲ့အချက်တွေကတစ်ချက်ဖြစ်တယ်လို့ဆိုရမယ်ဥပမာဒီ The Great Gatsby ထဲမှာဆိုရင်နာမည်ကြီးတဲ့စကားစုလေးတစ်စုရှိတယ်အဲ့ဒါဘာလဲဆိုတော့ A Beautiful Little Fool ဆိုတဲ့စကားစုလေးကအပြင်လက်တွေ့ဘဝမှာဇေနာဆာရာကသူ့သမီးလေးကိုချစ်စနှုံးနဲ့ပြောလိုက်တဲ့စကားလုံးလေးဖြစ်တယ်အဲ့ဒါကို Fitzgerald ကဒီ The Great Gatsby ထဲက Daisy ဆိုတဲ့ဇာတ်ကောင်မှာယူသုံးလိုက်တယ်ပေါ့လေအဲ့ဒါတွေကြောင့်ပဲဇေနာဆာရာကသူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ဆုံးရှုံးနေဆိုပြီးတော့ Fitzgerald နဲ့ကြောက်ကစားတွေပြဿနာတွေဖြစ်စေတဲ့အကြောင်းတွေလို့ကျွန်တော်တို့ပြောရမယ်ဒီ The Great Gatsby ထဲက
Daisy ဆိုတဲ့ဇက်ကောင်ကလည်း Federal ရဲ့အခြေဦးဖြစ်တဲ့ Ginevra King နဲ့ Zara Sarah ကိုရောပြီးတော့ပုံပေါ်ထားတာကိုကျွန်တော်တို့တွေ့ရမယ်ဒီစာအုပ်နဲ့ပတ်သက်ပြီးနောက်ထပ်ပြောရမှာတစ်ခုကဒီစာအုပ်ထဲမှာ Jasky ရဲ့ကာချာကို Federal ကအကောင်းဆုံးပုံဖော်ပြထားပါတယ်နော် Federal ကိုအများစုလူတွေ Federal ကိုကဘာကြီးက Jasky ရဲ့ကဝီလို့တင်စားကြပြီးတော့သူတို့ဇနီးမောင်နှံကိုလည်း Jasky ရဲ့ဆက်မြအတွဲလို့ဆိုကြတယ်1920ပြည့်နှစ်လုံးJasky ရဲ့ treatment တွေကတခုဖြစ်တဲ့အတောက်စားပျော်ပါတီပွဲတိုင်းမှာသူတို့ဇနီးမောင်နှံကမဖြစ်ပါပဲငွေသုံးကလည်းအလွန်ကျန်းတဲ့ဇနီးမောင်နှံဖြစ်တယ်အဲ့ဒါတွေကြောင့်ပဲ Federal ရဲ့ lifestyle ကတဖြည်းဖြည်းလုံးပါလာပါတယ်နောက်ပိုင်းမှာ Zara Sarah ကစိတ်ကျမ်းမာရေးချိုးရင်းသွားတာကြောင့်အဲ့ဒီစိတ်ကျမ်းမာရေးစေးဖို့တွေဒီ The Great Gatsby မောင်မင်းနဲ့ Dan တွေက Federal ဘဝကိုအမြင့်ကနေလှုပ်ရမ်းလိုက်သလိုဖြစ်သွားပါတယ်ပြီးတော့ Federal ကလည်းငငယ်လေးတွေကအရက်ကိုအလွန်ကျွံကြိုက်နေတတ်တဲ့သူဖြစ်တာကြောင့် Dan တွေအားလုံးစုပေါင်းသွားတဲ့အချိန်မှာသူကကွယ်လွန်သွားတဲ့စာရေးဆရာတယောက်ဖြစ်တယ်လို့ကျွန်တော်တို့ကောက်ချက်ချကြတယ်လေသူကွယ်လွန်ချိန်မှာအသက်က44နှစ်ပဲရှိသေးတယ်ဒီသူအောင်မြင်မှုကိုအရန်စာလောင်တဲ့စာအုပ်ကဘယ်ချိန်ကျမှထပြီးတော့အောင်မြင်ခဲ့လဲဆိုရင်1942သူကွယ်လွန်ပြီး2နှစ်လောက်ကြာမှဒီစာအုပ်ကပြန်ပြီးလူပြောများလာတာပေါ့လေဒါကြောင့်ပညာရှင်တွေက Federal ကိုဗာပြောခဲ့လဲဆိုတော့ငငယ်ရွယ်နဲ့အောင်မြင်ပြီးတော့အောင်မြင်မှုအတိုင်းအတာတိုတဲ့ပါရမီရှင်တယောက်အနေနဲ့သတ်မှတ်ကြတယ် Federal ရဲ့အကြောင်းကိုလည်းအတန်အသင့်မိတ်ဆက်ပေးပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ The Great Gatsby စာအုပ်ရဲ့ body ကိုကျွန်တော်တို့ကြည့်လိုက်အောင်ဒီစာအုပ်ကို time frame တည်ထားတာက1920ဝန်းကျင်နယူးယောက်မြို့နားက Long Island ကျွန်းကြီးပေါ်ကကျွန်းဆွယ်လေးနှစ်ခုမှာဇက်ရင်တည်ထားတယ်အဲ့ဒီကျွန်းဆွယ်နှစ်ခုကိုခေါ်တာကကျွန်းဆွယ်တစ်ခုကို East Egg နဲ့နောက်ကျွန်းဆွယ်ကို West Egg လို့ဆိုပြီးခေါ်တယ်လေအဲ့ဒီကျွန်းဆွယ်နှစ်ခုအကြောင်းကျွန်တော်မပြောပြခင်မှာDaisy နဲ့ Gatsby ကြားက relationship ကိုအရင်ပြောပြပါမယ်ပထမကမ္ဘာစစ်အတွင်းမှာ Daisy နဲ့ Gatsby ကမြို့တစ်မြို့မှာသူတို့စုံခဲ့ကြတယ်အဲ့ချိန်မှာလူငယ်ပြီးသူတို့လူငယ်တဘာဝချစ်ကြိုက်ခဲ့ကြတယ်ပေါ့လေနည်းနည်းကြာလာတဲ့အချိန် Gatsby ကရှေ့တန်းစစ်မျက်နှာပြင်ကိုပို့ခံလိုက်ရတယ်အဲ့ဒီတနေ့အတော်အတွင်းမှာ Daisy ကအထက်တန်းလွာကတထေးတယောက်ဖြစ်တဲ့တွန်ပြူကန်နန်ဆိုတဲ့အထက်တန်းလွာတထေးတူးနဲ့လက်ထပ်လိုက်တယ်ပေါ့လေအဲ့ဒီမှာ Gatsby ကအသေးပေါက်သွားပြီးတော့ तू ကပတ်စံမရှိတဲ့အတွက် Daisy ကိုမရလိုက်ဘူးဆိုပြီးတော့ तू အသေးပေါက်သွားတယ်အဲ့ဒီချိန်တုန်းက Gatsby ကဘာမှမရှိတဲ့စင်ရသားစစ်ဗိုလ်လေးတူတာဖြစ်တယ်အဲ့လိုနဲ့ तू ကမှောင်ကိုနီးတွေအရက်မှောင်ကိုရောင်းတာတွေနဲ့ကြိုးစားလာရင်နဲ့ချမ်းသာလာတယ်ပေါ့လေအဲ့လိုချမ်းသာလာတဲ့အချိန်မှာ तू ကဘယ်ကိုပြန်ပြီးရွှေ့ခဲ့လဲဆိုရင် Daisy တို့နေတဲ့ကျွန်းဆွယ်နာကို तू ကပြန်ပြီးရွှေ့ခဲ့တယ် Daisy တို့က East Egg ဆိုတာက Old Money တွေနေတဲ့နေရာဗျာအဲ့ဒီ Old Money တွေနေတဲ့နေရာကို Gatsby ကမသွားဘဲနဲ့ New Money တွေကနေတာက West Egg မှာဆိုရင် Gatsby ကအဲ့ဒီ New Money တွေနေတဲ့ West Egg ဆိုတဲ့ကျွန်းမှာ तू ကစံအိမ်ကြီးကို तू ဝယ်လိုက်တယ်အဲ့ဒီစံအိမ်ကြီးကနေ Daisy တို့နေတဲ့အိမ်ကိုလှမ်းမြင်ရတဲ့ခြံကွက်ကို Gatsby ကဝယ်လိုက်တယ်ပေါ့လေသူကအဲ့ဒီခြံကွက်ကနေပြီးမှ Daisy တို့အိမ်ကိုအမြဲလှမ်းကြည့်နေတယ်ပြီးတော့သူ့ရဲ့စံအိမ်ကြီးမှာလည်းပါတီပွဲတွေခဏပေးတယ်ပေါ့လေအဲ့ဒီပါတီပွဲတွေကိုကြိုက်တဲ့သူလာလို့ရတယ်လေ free flow ကြိုက်တာကိုတော့သူကအခန့်နေပေါ့လေအဲ့ဒီရွေချက်ဘာလဲဆိုရင်အဲ့ဒီသူ့ရဲ့ပါတီပွဲတွေကို Daisy နဲ့ရောင်မှားမြန်ရောက်လာမလားဆိုတဲ့စိတ်နဲ့သူအဲ့ဒီပါတီပွဲတွေကိုပေးနေတာဖြစ်ချင်တော့ Daisy ကလည်းရောက်မလာဘူးအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့သူ့ရဲ့စံအိမ်နာကို Daisy နဲ့အကိုတော်တဲ့ Nick Carraway ဆိုတဲ့တယောက်ကပြောင်းလာတယ်ပေါ့လေခြေတံလက်တံရှည်တဲ့ Gatsby ကနည်းနည်းစုံစမ်းလိုက်တာနဲ့ဒီ Nick က
DC နဲ့ one way Cosman တည်တဲ့အချိန်သူက Nick Carraway ကိုအကူအညီတောင်းတယ်ပေါ့လေဒီစာအုပ်မှာကျွန်တော်တို့ကို Nick ကဒီစာအုပ်ဇာတ်လမ်းကိုပြောပြနေတဲ့ပုံNick ကစကြောင်းပြောတဲ့သူပေါ့လေဒီစာအုပ်မှာအဲ့တော့ Gatsby ကကျွန်တော်တို့ခုနပြောခဲ့သလို Gatsby ကNick ကိုအကူအညီတောင်းလိုက်တယ်ဘယ်လိုမျိုးတောင်းလဲဆိုတော့မင်းရဲ့အိမ်မှာတဲ့မင်းရဲ့အိမ်မှာ DC ကိုလက်ဖိတ်တော့ဖိတ်ပြီးမလားအဲ့လိုဖိတ်ပြီးတဲ့အချိန်မှာ तू ကမတော်တဆရောက်လာတဲ့ပုံနဲ့တိုက်ဆိုင်တော့ငါ့ကိုဖန်တီးပေးမလားဆိုပြီးတော့ Gatsby က Nick ကိုအကူအညီတောင်းလိုက်တယ်Nick ကလည်းဖြစ်ရှင်တော့ဒီလိုမျိုး Gatsby ကိုအားကြတဲ့လူတစ်ယောက်ဖြစ်တယ်အဲ့အတွက် okay ငါမင်းကိုကူညီမယ်ဆိုပြီးတော့လည်း Nick ကကူညီလိုက်တယ်အဲ့လိုနဲ့ DC နဲ့ Gatsby ကပြန်ပြီးတော့တွေ့ကြတယ်ပြန်ပြီးတော့ဇက်ပေါင်းထုတ်ကြမဲ့အချိန်ရောက်သွားတယ်ပေါ့လေအဲ့ဒီအချိန်မှာဒီစာအုပ်ကတန်ဖိုးတော်တော် high နေပါပြီကျွန်တော်ဆက်ပြီးတော့ကျွန်တော်မပြောပြတော့ပါဘူးစာအုပ်ရဲ့ copyright rule တွေပါတယ်ရှိတဲ့အတွက်ကျွန်တော်ဒီနေရာမှာပဲဒီစာအုပ်အကြောင်းပြောတာကိုကျွန်တော်ရက်လိုက်ပါမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီစာအုပ်ကလက်ကမချကြည့်အောင် DC နဲ့ Gatsby တွေ့တဲ့အချိန်မှာဒီစာအုပ်ကလက်ကမချကြည့်အောင်ကောင်းနေပါပြီညီကုန်းချုပ်အနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်ဒီစာအုပ်ထဲမှာလူတန်းစားအလွှာကွာခြားမှုကိုကျွန်တော်တို့တွေ့ရတယ်ဘယ်လိုမျိုးလဲဆိုတော့မင်းဘာသာမင်းပတ်စံတွေဘလောက်ပဲရှာလာအိုးမန်းကြီးတွေနေတဲ့ class တဲကိုဝင်လို့မရဘူးဆိုတော့သင်ခန်းစာမျိုးကိုကျွန်တော်ဒီစာအုပ်ထဲမှာတွေ့ရတယ်Gatsby ကချမ်းသာလာတော့ညာလဲတုံနဲ့ DC တို့လို Omani class တွေဝင်လို့မရဘူးဆိုတာကိုကျွန်တော်တို့ဒီစာအုပ်ထဲမှာကျွန်တော်တို့တွေ့ရတယ်ဒုတိယတစ်ချက်ကတော့ American Dream ဒါပေမဲ့ကျွန်တော်အဲ့ဒီအကြောင်းကိုကျွန်တော်ဒီ review မှာတော့ကျွန်တော်မပြောပြသွားဘူးအဲ့ဒါကဘာလဲဆိုရင်စူးစမ်းရင်ဘာမဆိုဖြစ်နိုင်တယ်ဆိုတော့သူတို့ရဲ့ American အိမ်မက်ကလက်တွေ့ဘဝမှာတော့အပေါ်ရန်ရွှေမုံကျဲတာသာဖြစ်တယ်ဆိုပြီးတော့ Federer ကသူ့ရဲ့ perspective ကနေဖော်ပြထားတာပေါ့လေ American Dream ကိုကျွန်တော်မပြောပြသွားတာကကျွန်တော်ဒီစာအုပ်ထဲက Gatsby နဲ့ DC ကြားကအကြောင်းတွေကို spoil ပါသွားမှာဆိုတဲ့အတွက်ကျွန်တော်အဲ့ဒါတော့ကျွန်တော်မပြောပြပေးသွားတော့ဘူးနောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ဒီစာအုပ်ထဲမှာ Just K ရဲ့ capture ကိုကျွန်တော်တို့ရုပ်ရှင် The Great Gatsby ရုပ်ရှင်ကြည့်ဦးတဲ့သူတွေဆိုရင်ကိုယ့်အကိုယ်မြင်ပါလိမ့်မယ်Gatsby ရဲ့စံအိမ်မှာကျင်းပတဲ့ပါတီပွဲတွေအတောက်အစားအပျော်ပါအတီးအမှုတ်အဆိုအကတွေကကျွန်တော်တို့ Just K အရန်ပြီးသားပါပြီ။မိန်းကလေးတွေသပင်တူတူညှက်တာတွေစကတ်တူတူဝတ်တာတွေပြီးတော့public မှာရက်တောက်တာလို့ဆလိတ်တောက်တာတို့ကအဲ့ဒီ Federer ကီမွန်တက်ခဲ့တဲ့ Just K ရောက်မှစတာလို့ကျွန်တော်တို့ဆိုလို့ရတယ်။နောက်ပြီးဒီစာအုပ်ထဲမှာနောက်ထပ်တွေ့ရတာကျွန်တော်တို့ materialism ကိုကျွန်တော်တို့တွေ့ရတယ်။ဥပမာဒီစာအုပ်ထဲဆိုရင်ကျွန်တော်တို့ Gatsby ရဲ့စိတ်ကြိုက်ဆင်ထားတဲ့အဝါရောင်ကားတို့ပြီးတော့ DC က Gatsby အိမ်ကိုသွားလဲတဲ့အချိန်မှာGatsby ကအပေါ်ဓာတ်ကနေသူ့ရဲ့ပိုးတယ်တွေမဖလာတဲ့အဝတ်တွေကျဲချတဲ့အခန်းကဒီစာအုပ်ထဲမှာတော်တော်များများသတိပြုမိကြပါတယ်အဲ့ဒါဘာကိုပြောနေတာလဲဆိုတော့ Gatsby က DC ကိုပြည်စည်းဥစ္စာငွေကြေးတွေနဲ့ပြန်ဝယ်လို့ရမယ်ဆိုပြီးတော့Gatsby ရှိမှာအတွေးရှိတာကိုပြောနေတာပါဒီကငွေကြေးနဲ့အတိတ်ကိုပြန်ပြင်မယ်ဆိုပြီးတော့သူ့အတွေးထဲမှာရှိနေတယ်အဲ့ဒါကို Federer ကဘယ်လိုမျိုးပြောသွားလဲဆိုတော့အတိတ်ကိုငွေနဲ့ပြန်ပြင်လို့မရဘူးငါတို့ရဲ့လက်ရှိပြစ္ဆုတ်ပံကအနာဂတ်ကိုသွားနေတာဖြစ်တယ်ဒါပေမဲ့တချို့တွေကအတိတ်ထဲမှာအတိတ်ကိုပြန်လဲရောက်သွားပြီးတော့အတိတ်မှာပဲပြန်လဲနစ်မြုပ်သွားတက်ကြတာဆိုတာကိုကျွန်တော်တို့ Gatsby ဆိုတဲ့ဇက်ကောင်နဲ့မိမောင်းထိုးပြသွားတယ်အခုကြည့်နေတဲ့မိတ်ဆွေတို့ထဲမှာလည်းအတိတ်ထဲမှာနှိမ့်မြုပ်နေတဲ့သူတွေရှိရင်အခုလက်ရှိပြစ္ဆုတ်ပံမှာပဲအကောင်းဆုံးကြိုးစားနေထိုင်ပါလို့ကျွန်တော်ပြောချင်ပါတယ်နောက်ဆုံးပဲ appreciate လုပ်ရမှာတော့ကျွန်တော်တို့ဂိမ်းကုန်ဝီစာပေနဲ့မြန်မာပြန်စာရေးဆရာမိသက်ကိုကျွန်တော်တို့ appreciate လုပ်ရမယ်ဒီလိုမျိုးကဏ္ဍဝင်စာအုပ်မျိုးကိုမြန်မာပြန်တဲ့ဆရာကိုလည်းကျွန်တော်တို့ဒီနေရာနဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်ပြီးသဘောကျတာကစာအုပ်ရဲ့မျက်နှာဖုံးဖြစ်ပါတယ်ကျွန်တော်ကမျက်နှာဖုံးကိုတော့အရင် serious ဖြစ်တဲ့သူတော့မဟုတ်ဘူးဒါပေမဲ့ဒီစာအုပ်မျက်နှာဖုံးကိုတော့ဒီ The Great Gatsby မြန်မာပြန်မျက်နှာဖုံးကိုတော့ကျွန်တော်တော်တော်သဘောကျတဲ့အထဲမှာပါတယ်ဒီမျက်နှာဖုံးကိုartist ဇော်မောင်ကတရုတ်ပေါ်ထားတော့ကျွန်တော်တွေ့ရတယ်ဆရာဇော်မောင်ရဲ့မျက်နှာဖုံးဖြစ်တယ်
ကျွန်တော်ရဲ့ The Great Gatsby စာအုပ် review ကတော့ကျွန်တော်ဒီလောက်နဲ့ပဲရက်လိုက်ပါမယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးဖို့တောင်းဆိုပါတယ်အကွယ်မိတ်ဆွေကဒီဗီဒီယိုကြိုက်နေတတ်တယ်ဆိုရင် like and share လေးနှိပ်သွားပေးလို့ရပါတယ်ဒီစာအုပ်အကြောင်း The Great Gatsby စာအုပ်အကြောင်းဆွေးနွေးသွားကြရင်တော့ကျွန်တော်ရဲ့ comment မှာဆွေးနွေးသွားခဲ့ပေးလို့ရတယ်နောက်ဗီဒီယိုမှာနောက်စာအုပ်တွေနဲ့အတူတူပြန်တွေ့ကြပါတယ်ကြည်ဝေးတဲ့တရားချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်